သားသမီးတွေဆိုတာမိဘတွေစီမှာလူဖြစ်ဖို့အတွက်သူတို့ကိုယ်တိုင်ရွေးချယ်ခဲ့တာမဟုတ်ဘူးမိဘတွေကသားသမီးတွေကိုလူဖြစ်ဖို့အတွက်ရွေးချယ်ခဲ့တာသူတို့တွေမုစကူတူးပြီးတော့ရခဲ့တာပဲရှိတယ်မိဘတွေကသူ့ကိုမွေးတာဒုတ်ရလို့မွေးတာရိုင်းပြောမယ်ဆိုရင်အဟွာရလို့မွေးလာခဲ့တာပေါ့ဗျာနော်မွေးချင်လို့မွေးလာတာမဟုတ်ဘူးဆိုပြီးတော့ဒီကောင်ကမိဘတွေကိုစော်ကားတော်တယ်ဗျမိဘတစ်ပါးတည်းတော့မဟုတ်ဘူးကဘာပေါ်မှာရှိတဲ့မိဘတွေအကုန်လုံးကိုပါစော်ကားတော်တာမိဘတွေပို့လို့ဂျပန်ရောက်ပြီးတော့ဂျပန်မှာလာစာကောင်းပြီးတော့အခုမိဘတွေကိုပြန်စော်ကားနေတာနော်ဒီကောင်ကကုံလုံးပေါက်ပြီးတော့မွေးလာတဲ့ကောင်ဖြစ်မယ်နော်သူတယောက်တည်းအစိတ်တင်တာတကဘာလုံးကိုပါအစိတ်ရဖြန့်ချတာဒီကောင်ကလုံးဝကိုမမွေးလာတဲ့ကောင်ပဲဗျဒီကောင်ကမိဘတွေကိုဘယ်လိုစော်ကားထားလဲဆိုတဲ့ video file လေးကိုကျွန်တော်လည်းအတူတူလိုက်ပါကြည့်ရှုဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဗျသားသမီးတွေဆိုတာမိဘတွေစီမှာလူဖြစ်ဖို့အတွက်သူတို့ကိုယ်တိုင်ရွေးချယ်ခဲ့တာမဟုတ်ဘူးမိဘတွေကသားသမီးတွေကိုလူဖြစ်ဖို့အတွက်ရွေးချယ်ခဲ့တာသူတို့တွေမုစကူတူးပြီးတော့ရခဲ့တာပဲရှိတယ်ဆိုတော့အဲ့တော့သားသမီးတွေဆိုတာမိဘတွေပေါ်မှာဘာမှကျေးဇူးမရှိဘူးဗျသိရမလားသူတို့တွေတစ်ချိန်ကြရင်အောင်မြင်မယ်ကြီးပွားမယ်ပတ်စံရှိလာမယ်ပတ်စံမရှိလာဘူးအမျိုးမျိုးသူတို့ဘောကျင်လည်ရတဲ့အချိန်ကြရင်ပတ်စံရှိသွားရဆိုလည်းမိဘတွေကိုပြန်ပြီးကျေးဇူးသိတတ်ပေါ့နော်ဒီလိုပဲလိုတာမိဘတွေကိုပြန်ပြီးတော့တကူးတကိုင်မွေးနေကငါမွေးထားလို့လူဖြစ်လာတယ်ငါ့ကိုလှုပ်ကြွေးရမယ်ဆိုတဲ့မိဘတွေကကျွန်တော်နိုင်ငံမှာတိတ်များလောင်းကြီးတယ်လက်ဖက်ဆိုင်တွေကိုကြည့်လိုက်ပါခလေးလေးတွေပလုံကောက်နေတဲ့လူတွေကိုကြည့်လိုက်ပါခလေးလေးတွေချိုးမိဘတွေဆိုရင်6တန်း9တန်းလောက်ရောက်ရင်ကြောင်းထုတ်ပြီးမထားတော့ဘူးကြောင်းထားတယ်ဆိုတာထားခြင်းလို့မဟုတ်ဘူးအိမ်မှာမထားခြင်းလို့ကြောင်းသွားထားတာနည်းနည်းလေးခလေးကလူကောင်းလေးထွားလာပြီဆိုခိုင်းစားလို့ရပြီဆိုရင်ကြောင်းမထားတော့ထုတ်ပြီးအလုတ်ခိုင်းပြီးလှုပ်လို့ရတဲ့ဟာအကုန်လုံးအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့သားသမီးတွေကမိဘတွေကိုလှုပ်ကြွေးဖို့အတွက်မွေးဖွားလာသလိုဖြစ်လာတယ်ကျွန်တော်နိုင်ငံမှာအဲ့ဒါယူကျွန်တော်တို့ကတိုက်ဖြတ်ရမယ်ကျွန်တော်တို့လည်းဒါပတ်စံရှိတဲ့မိသားစုကနေကြီးပွားလာတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပတ်စံမရှိဘူးဆိုတာကျွန်တော်မရှိတာမဟုတ်ဘူးကျွန်တော်မိဘတွေမရှိတာကျွန်တော်မိဘတွေမရှိတော့ကျွန်တော်တို့တွေပင်ပန်းတယ်ပင်ပန်းအလုပ်တွေလုပ်ရတယ်နိုင်ငံခြားတွေထွက်ရတယ်အဲ့တော့ကျွန်တော်ရဲ့သားသမီးတွေကြာရင်ကျွန်တော်အဲ့လိုမဖြစ်စေချင်ဘူးနောက်ပြီးတော့ကလေးတယောက်ကအသက်20ဝန်းကျင်ဖြစ်နေတဲ့ကလေးတယောက်ကညံရင်သိပ်ကောင်းတယ်သူလုံမဲ့ဆိုတခုလုံမဲ့ဆိုကျွန်တော်တို့ဆိုလဲဖြစ်ရှင်ခဲ့တဲ့အရာတွေအများကြီးပဲကျွန်တော်တို့လုံနိုင်တယ်ကျွန်တော်တို့ဖြစ်အောင်လုံနိုင်တယ်ကျွန်တော်တို့အုံနောက်တွေအရန်ကောင်းတယ်အသက်20ကျော်အရွယ်ကဒါပေမဲ့ကျွန်တော်တို့က background မရှိဘူးကျွန်တော်တို့မိသားစုယူပြန်ကြည့်ဖို့တော့အလုပ်တွေလုပ်နေရတဲ့ကျွန်တော်အရန်ပင်ပန်းတယ်စိတ်တွေပင်ပန်းတယ်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့တစ်ချိန်မှာကျွန်တော်မိဘဖြစ်လာတဲ့အချိန်ကျရင်ကျွန်တော်သားသမီးတွေကိုမခံစားသေးချင်ဘူးအဲ့အတွက်ကျွန်တော်တို့စူးစမ်းရမယ်ကျွန်တော်တို့မိဘတွေမပြည့်စုံငယ်လို့ကျွန်တော်တို့တွေလည်းမပြည့်စုံငယ်ပင်ပန်းတယ်အဲ့တော့ကျွန်တော်တို့မိဘဆိုတဲ့နေရာရောက်လာကျွန်တော်သားသမီးတွေမပင်ပန်းဘူးကျွန်တော်တို့တွေကမိဘဆိုတာမဖြစ်လာတဲ့အချိန်မှာတည်းကျွန်တော်တို့အလုပ်တွေလုပ်ရမယ်အတွေ့အကြုံတွေယူရမယ်ပတ်စံတွေစုရမယ်ပတ်စံတွေစုလာပြီးအနေချင်းလေးရလာပြီးစီးပွားရေးလုပ်ငန်းလေးတွေလုပ်နိုင်ပြီဆိုမှအိမ်တော်ပြုပြီးတော့ကလေးတွေယူကိုယ့်ရဲ့ကလေးတွေကိုကိုယ်ကတေချာပြုစုပြိုးထောင်တေချာနောက်ကနေ sporting ပေးဒါမှကိုယ့်ရဲ့ကလေးတွေကလည်းအုံနောက်တွေညံရည်တွေမြင့်တဲ့ကလေးတယောက်ဖြစ်မှာအခုကြတော့အဲ့လိုမဟုတ်ဘူးတော်တော်များများကလေးတွေယူကြတယ်အိမ်တော်တွေပြုကြတယ်အလွယ်တကူပဲပြီးရင်ကွဲကြတယ်ကလေးတွေကမိဘတွေနဲ့ကြံခဲ့တယ်မိန်းကလေးတွေဆိုလဲအိမ်တော်ခွဲတွေအများကြီးပဲနိုင်ငံခြားတွေထွက်ရတယ်ကလေးတွေကနောက်မှမိဘနဲ့ကြံခဲ့ဘာမှနှွေးထွေးမှုမရှိပြီးရင်ဒီကလေးကလည်းဒါနောက်အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်ကျရင်ကလေးကလည်းပင်ပန်းမှာပဲဘာလို့လဲဆိုတော့မိဘတယောက်တည်းကဘယ်လိုရှာကြည့်လို့ရမလဲအဖေကမရှိတော့အဖေကကွဲသွားပြီနောက်အိမ်တော်တွေပြုတ်နေပြုတ်မယ်နောက်နိုင်ငံတွေသွားရင်သွားမယ်ဆိုတော့တကယ်တော့ကျွန်တော်နိုင်ငံကလေးတွေတိတ်ပြီးတော့ဆင်းရဲကြတယ်ပင်ပန်းကြတယ်အများစုကဒါတွေကိုပတ်စံရှိတဲ့ကောင်တွေကတော့နားလည်မှာတော့မဟုတ်ပါဘူးပတ်စံမရှိတဲ့လူတွေဘယ်လိုခံစားရလဲဆိုတော့ပတ်စံမရှိတဲ့လူတွေပဲနားလဲတယ်အဲ့တော့ကလေးတွေဒီမိဘတွေစီမှာလူလာဖြစ်ဖို့ရွေးချယ်ခဲ့တာမဟုတ်ဘူးဗျမိဘတွေကကလေးတွေကိုရွေးချယ်ခဲ့တာကလေးရဖို့အတွက်သူတို့တွေကမုစကူဒူးခဲ့ကြတာအဲ့တော့မုစကူဒူးပြီးတော့ဒီကလေးတွေကိုကနောက်ကနေပြီး support မပေးနိုင်အဲ့ကလေးတွေဒီပင်ပန်းမယ်ဖြစ်ရှင်တာတွေမျိုးသိပ်ပြီးတော့ဘာမှဘဝကြီးမှမလုံနိုင်တော့ဘူးလုံနိုင်တဲ့အချိန်တွေအသက်တွေအကြီးကုန်ပြီ30 40ရောက်သွားပြီအတွေ့အကြုံတွေရပြီပတ်ဆိုင်တွေရှိပြီဆိုတော့ထားပါအသက်20ကျော်မှာအစိုးရကြီးဖြစ်ရှင်တာတို့ပကြီးစရာကြီးဖြစ်ရှင်တာတို့အင်ဂျင်နီယာကြီးဖြစ်ရှင်တာတို့ညီမချက်တွေရှိခဲ့ပြီမယ်အဲ့ချိန်မှာပတ်ဆက်မရှိတော့ဘာမှလုံမရအောင်မိဘလည်းမထောက်ပံ့နိုင်ဘူးကိုကနေပြီးအသက်30ကျော်40တွေရောက်ပတ်ဆိုင်နဲ့ရှာနိုင်ပြီးအဲ့လိုရှင်ကြတော့အစိုးရကြီးဖြစ်ရှင်လားဆိုလည်းမဖြစ်ရှင်တော့အင်ဂျင်နီယာကြီးဖြစ်ရှင်လားဆိုလည်းမဖြစ်ရှင်တော့ဖြစ်ရှင်တဲ့အတိုင်းအတာတွေကျွန်တော်အကန့်အသတ်ရှိတယ်ဗျအကန့်အသတ်မှာကျွန်တော်တို့ကမိဘ sportive background ဆိုအရင်လိုအပ်တယ်အဲ့တော့မြန်မာနိုင်ငံမှာဖြစ်နေတာကြတော့ကျွန်တော်တို့အများစုကြီးကဒီလိုကြီးကလေးမွေးမယ်အဲ့ကလေးကိုခိုင်းစားမယ်
မိဘကိုလှုပ်ကြွေးရမယ်အဲ့ဒါကြီးအတိတ်ပဲမရှိဘူးကျွန်တော်ကတော့ကျွန်တော်ခလေးမွေးမယ်ကျွန်တော်ဒီ sport တင်ပေးမယ်မင်းငါ့ကိုပြန်ကြည့်တာမကြည့်တာမင်းပိုင်းမင်းပြန်ကြည့်တယ်မလို့ငါရှာဖွေစုဆောင်းထားမှာငါ့နောက်တစ်ချိန်တွက်ဆိုပြီးတော့အဲ့လိုနေထားရအောင်ကြိုးစားနေတယ်ပတ်စံနေစုနေတယ်တချို့တွေကပြောအိမ်တော်ပြုတ်သေးဘူးလားအိမ်တော်ပြုတ်တာလွယ်တာပေါ့လို့ဒါပေမဲ့အိမ်တော်ပြုတ်ဝိုင်းမွေးလာတဲ့ကလေးတွေကိုဘယ်လိုထားမလဲဆိုတာတွေးဘူးလားလို့အရန်ဘယ်လိုပြောမလဲပင်မန်းတယ်ပေါ့နော်ကိုကနေပတ်စံမရှိရဲ့ချိန်ကြရင်ကျွန်တော်မိဘရေဆိုလည်းပတ်စံမရှိတော့ပင်မန်းတယ်လေသူလည်းပင်မန်းတယ်ကျွန်တော်လည်းပင်မန်းတယ်အကုန်လုံးပင်မန်းတယ်အဲ့တော့ကျွန်တော်သားသမီးတွေလက်ထက်တွေကျွန်တော်တို့ကပင်မန်းဆင်းရဲတဲ့ဟာကြီးကိုခေါ်ဆောင်သွားမယ်ဆိုရင်ကျွန်တော်တို့ကအသုံးမကျတဲ့လူတွေဖြစ်သွားမှာပေါ့အဲ့တော့ပတ်စံရှိအောင်လုပ်ပါပတ်စံရှိတယ်ဆိုယူသားဖို့လိုတယ်ကြိုးစားဖို့လိုတယ်လူမှန်နေဖားပြီးမပေါင်းနဲ့ပတ်စံရှိခြင်းယူသားမှန်ကန်သွားဖားဟိုအလုပ်တွေထဲမှာလည်းကပ်ဖားရက်ဖားတွေမလုပ်နဲ့နောက်ပြီးတော့အတွေ့အကြုံတွေကိုစုပေါ့နော်ကျွန်တော်တို့အများကြီးလုပ်လို့ရတယ်ငယ်ရွယ်တုန်းမှာအဲ့တော့အဓိကတော့အသက်20ကျော်ရွယ်လေးတော့အိမ်တော့မပြုတ်စေချင်ဘူးပေါ့နော်ငါမိဘအစမပြေဘူးဆိုအမြဲတမ်းတွေးပြီးတော့အမြဲတမ်းပတ်စံရှာကိုယ့်ရဲ့အတွေးခေါ်တွေကိုတစ်နှစ်နည်းနည်းစီမြင့်သွားဒါဆိုရင်နောက်ချိန်ကျရင်ကျွန်တော်နိုင်ငံလူပတ်ဝန်းကျင်လည်းကောင်းသွားမှာပဲလူပတ်ဝန်းကျင်ကောင်းမှကျွန်တော်နိုင်ငံလည်းကောင်းသွားမှာပဲလူတိုင်းတယောက်ချင်းစီပြောင်းလဲသွားရင်နိုင်ငံကြီးမှာကောင်းနိုင်တယ်ဘူးတော့မဟုတ်ဘူးအိမ်တော်ပြုတ်နေကြတာ15နှစ်လေးနဲ့ဘာတွေလောက်ကြလဲမသိဘူးရှင်းပြရင်မွတ်စကူဒူးကြီးလို့15နှစ်လေးအိမ်တော်ပြုတ်တယ်ဆိုတော့မွတ်စကူဒူးချင်းလို့တခုပဲရှိတာကျန်တာဘာမှမရှိဘူးဘာစီးပွားရေးမှလည်းနားမလဲဘူးမွတ်စကူဒူးကြီးကလေးရမယ်ပြီးရင်ကွဲမယ်ဒါပဲဒီခုဂျပန်နိုင်ငံမှာရောက်နေတဲ့တင်မောင်ကျော်ပေါ့ဗျာเนาะအဲ့ဒီတင်မောင်ကျော်ဆိုတဲ့ညီလေးကကျွန်တော်တို့ဒီအခုရွှေပြည်သာမှာလည်းကျွန်တော်နေတဲ့ရွှေပြည်သာမြို့ပေါ့เนาะရွှေပြည်သာမြို့မှာလည်းနေခဲ့ပူသွားတယ်ပေါ့เนาะအခုအဲ့ဒီဂျပန်မှာရောက်နေတဲ့အခုတင်မောင်ကျော်ပေါ့เนาะညီလေးတင်မောင်ကျော်ပေါ့သူပြောတဲ့စကားကိုเนาะသူတင်လိုက်တဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ကိုเนาะအရှင်အက်ကပေါ့เนาะဂျာပြူကန်တဲ့เนาะအရှင်အက်ကဂျာပြူကန်နေပြီးတော့ပြန်ပြီးတော့ reaction လုပ်တယ်ပေါ့ဗျာเนาะအဲ့ဒီမှာကျွန်တော်တို့ဒီအခုပြောမယ်ဆိုလို့ရှင်တော့ logi နဲ့ logodra ပေါ့ဗျာเนาะ logi အမြင်နဲ့ logodra အမြင်လေးတွေတော့ကွဲပြားခြားနာနေတယ်ဆိုတော့အခါကျတော့အဲ့မှာသူကနေပါတစ်ခါထပ်ပြီးတော့တင်မောင်ကျော်ကနေပြီးတော့ဟာလားဒီအခုအဲ့အရှင်အက်ကဂျာပြူကန်ကိုเนาะအရှင်ဘုရားကလူဘဝမှာမနေဘူးပဲနဲ့အရှင်ဘုရားလူတွေကိုမွေပန်းပါနဲ့ဘာညာပေါ့ဗျာအဲ့လိုပုံစံမျိုးနဲ့သူကနေပြီးတော့ပြောဆိုသွားတာကိုကျွန်တော်တွေ့ရတယ်เนาะဆိုတဲ့အခါကျတော့ကျွန်တော်ကအဲ့ဒီမှာเนาะဒီခုအရှင်အက်ကဂျာပြူကန်ကိုတော့ကျွန်တော်က reaction လုပ်မှာမဟုတ်ပါဘူးเนาะညီလေးတင်မောင်ကျော်ကိုပဲကျွန်တော်ကနေပြီးတော့ reaction လုပ်မှာပါเนาะဘာကြောင့်အဲ့လို reaction လုပ်နိုင်လဲဆိုလို့ရှိရင်เนาะကျွန်တော်ကိုယ်တိုင်သူခံစားခဲ့ရတဲ့ခံစားချက်တွေကိုကျွန်တော်ကိုယ်တိုင်ခံစားဘူးလို့ပါပြီးတော့သူနဲ့ကျွန်တော်နဲ့ထပ်တူညီတာကသူကတော့ဂျပန်နိုင်ငံပေါ့ဗျာเนาะကျွန်တော်ကမလေးရှားနိုင်ငံမှာကျွန်တော်လည်း10နှစ်ကျော်အလုပ်လုပ်ခဲ့တဲ့သူပဲเนาะပြီးတော့မိဘတွေကျွန်တော်တို့ဒီအခုငယ်တည်းကမိဘတွေဆင်းရတာเนาะတူတယ်ပြီးတော့နောက်တစ်ချက်အနေနဲ့သူ့လိုပဲကျွန်တော်လည်းအခု10တန်းနဲ့ပဲကျွန်တော်လည်းနိုင်ငံခြားကိုထွက်ပြီးတော့အလုပ်လုပ်ခဲ့ရတယ်เนาะသူလည်းကျွန်တော်နဲ့တူညီချက်တွေတော်တော်များတယ်ဗျနောက်တစ်ခုအနေနဲ့ကျွန်တော်ဆက်ပြောမယ်ဆိုလို့ရှိရင်เนาะအခု तू ပြောတယ်လေဟာလား तू အိမ်အောင်မကြသေးဘူးဟာ तू ဒါအိမ်အောင်ကြပြီးတော့ तू မွေးဖွားလာမယ်သူ့ရဲ့ generation ပေါ့ဗျာလားသူ့ရဲ့မျိုးဆက်တွေဆိုလို့ရှိရင်တော့ဟာလားဟိုဘယ်လိုပြောမလဲဆိုတော့သူ့ဘက်ကအတက်နိုင်ဆုံးပေါ့เนาะ तू ကနေတော့ပေးဆက်ပြီးတော့သားသမီးတွေအပေါ်ပေးဆက်မယ်ဆိုတဲ့စိတ်မျိုးနဲ့ပေါ့เนาะतू အဲ့လိုမျိုးပြောထားတယ်အခုချိန်မှာတော့ तू အိမ်အောင်မကြသေးဘူးပေါ့ဗျာเนาะဒါပေမဲ့ကျွန်တော်စိတ်ထင်ကတော့ तू လည်းအသက်30နဲ့35ကြားလောက်တော့ရှိမယ်ထင်တယ်เนาะဒီညီလေးကเนาะအဲ့ဒီမှာထပ်ပြီးတော့တူသွားပြန်အောင်ကျွန်တော်တို့လည်းထုံလေး၎င်းမယ်ဟုတ်တယ်ငယ်တုန်းကကျွန်တော်တို့တွေကเนาะတားကြီးဆင်းရဲခဲ့တဲ့အခါကျတော့ကျွန်တော်တို့ဒီအိမ်တော်ပြုတ်ဖို့ယူကျွန်တော်တော်တော်ကြောက်တယ်ဘာလို့ကြောက်လဲအဲ့လိုပဲကျွန်တော်တို့လိုမျိုးဟလားမပြည့်မစုံနဲ့ထားပါတော့ဗျာကျွန်တော်တို့ဆိုလို့ချင်းเนาะဒါတော်တော်များများလဲကျွန်တော်တို့ဘဝအကြောင်းသိတဲ့လူတွေတော်တော်များများသိပါတယ်ဟလားကျွန်တော်အဖေဆိုလို့ချင်းကျွန်တော်9တဲ့နှစ်မှာကျွန်တော်9တဲ့နှစ်ကျွန်တော်မောင်တို့ညီကိုမောင်တို့မှ9ရမှာကျွန်တော်အကြီးဆုံးကျွန်တော်9တဲ့နှစ်မှာကျွန်တော်အဖေကဟလားတခြားပါတော့ရောင်းမဝင်မတစ်ခုနဲ့အမှုဖြစ်ပြီးတော့ထောင်ကြပါတယ်ထောင်ကြတဲ့နောက်ပိုင်းအမေတယောက်ပဲရှိခဲ့တာចောင်းသားအောက်မှာចောင်းသားတွေကြီးပဲကျွန်တော်အောင်ပါနော်အဲ့လိုပါဗျာအဲ့လိုမျိုးဘဝနဲ့ကျွန်တော်တို့ကចောင်းအောင်တက်ခဲ့ရတာចောင်းအောင်တက်ခဲ့ရတဲ့ခါကျတော့ကျွန်တော်တို့ဘာမှမပြည့်စုံဘူးနော်သူများလူငွေထည့်နိုင်မထည့်နိုင်ဘူးဗျာဟုတ်လားသူများចောင်းဝစုံအစ်စ်တွေဝတ်တယ်ကျွန်တော်တို့မွတ်နိုင်ဘူးပစိုးလေးဆိုကျွန်တော်က2ထဲပဲရှိခဲ့ဘူးလားပစိုးចောင်းသေးမလို့2ထဲပဲရှိတယ်အဲ့2ထဲကလည်းအနားတွေစုပ်နေ1ထဲရဲ့နော်အဲ့လိုပါဗျာအပေါက်လေးတွေပါတဲ့နောက်1ထဲရဲ့အဲ့လို2ထဲပေါ့နော်ဒါသူပြောတဲ့စကားနဲ့သူနဲ့ကျွန်တော်နဲ့ဘောတော်တော်များများထပ်တူကြတယ်တို့ပေမဲ့ဒီညီလေးကိုနော်ဒီညီလေးရဲ့အဲ့ဗီဒီယိုဖိုင်ကိုဟိုလွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကကျွန်တော်နားထောင်ခဲ့မယ်ဆိုလို့ရှိရင်တော့သူ့အပြည့်အဝကျွန်တော်ထောက်ခံသွားမှာဖြစ်ပါတယ်တို့ပေမဲ့နော်ဒီနေ့ဒီချိန်ကျွန်တော်အခုအသက်45နှစ်ကျော်ပြီဗျာ
နော်ဒီချိန်မှာကျွန်တော်နားထောင်တဲ့အခါကျတော့ကျွန်တော်စိတ်ထဲမှာဘဝင်မကြတာလေးတွေရှိပါတယ်ဆိုတဲ့အခါကျတော့အဲ့ဒီအကြောင်းလေးတွေကိုကျွန်တော်ကနေပြီးတော့ပြန်လဲနော် reaction လုပ်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲ like ပါနားထောင်ပေးကြပါအောင်ခင်ဗျာနော်မိဘတိုင်းကမကောင်းမိဘတိုင်းကမကောင်းအဲ့ဒါအမှန်ပဲဘာလို့မှန်လဲ तू ပြောသလိုပဲဟဟလားဒီညီလေးတင်မောင်ကျော်ပြောသွားသလိုပဲဟဟလားဘာဖြစ်လို့မိဘတွေမှာတောင်းစားနေတဲ့ကလေးတွေရှိနေတာလဲဟဟလားဘာဖြစ်လို့ခိုင်နှင်းဝေလို့ဂေယာမျိုးမှာကလေးတွေပြည့်နေရတာလဲဟဟလားနော်ဘာဖြစ်လို့တောင်းရန်စားတောင်းနေတဲ့ကလေးတွေရှိနေရတာလဲဟဟလားပန်းရောက်နေတဲ့ကလေးတွေရှိနေရတာလဲအမျိုးမျိုးပေါ့ဗျာဟဟလားနော်မိဘတွေကခိုင်းစားနေတဲ့ကလေးတွေမိဘတာဝန်မကြေတဲ့မိဘတွေလည်းလူလောကအလယ်မှာအများကြီးရှိတယ်ဆိုတာကိုကျွန်တော်လုံးဝမငင်းလို့ပါဘူးတို့ပေမဲ့နော်ကျွန်တော်တို့ဒီခုဒါခုကျွန်တော်ဘာသာတရားနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းဒီကောင်လေးကဒီခုညီလေးတင်မောင်ကျော်ပေါ့နော်ဒီသူကတော့လက်ခံမှာမဟုတ်ဘူးတို့မဲ့ညီလေးကိုအခုပြပြမယ်အခုချိန်မှာအခုကနော်အခု logi နဲ့ပဲပြောမယ်ကွာနော်ညီလေးက log out တော့ညီလေးလောလောဆယ်မှာပေါ့နော်ဒါအခုစိတ်အထင်ပေါ့နော်ညီလေးကအတိုင်းတစ်ပါးကိုညီလေးအတိုင်းအရင်အထင်ကြီးနေတယ်ပြီးတဲ့အခါကျတော့ညီလေးရဲ့စိတ်ထဲမှာစိတ်အချင်းတွေပေါက်နေတယ်ညီလေးလိုပဲနော်အခုညီလေးကိုသုံးသပ်ပြမယ်သလားညီလေးအခုအချိန်မှာနော်ညီလေးရဲ့ပတ်ဝန်းကျင်မှာညီလေးကထိတွေ့နေရတဲ့သူတွေထဲမှာဟုတ်တယ်ပတ်စံနေနော်နိုင်ငံခြားမှာပတ်စံနေရှာတယ်ရှာပြီးလို့ရှိရင်အင်ကိုပြန်ပို့လိုက်တယ်အင်ကိုပြန်ပို့လိုက်တယ်ကိုရီးယားစူးစမ်းပန်းစားနဲ့ဒီမှာဟာလာအနှိမ်ခံပြီးတော့နော်အနှိမ်ခံကျွန်တော်တို့ဒီဘယ်လိုပြောမလဲလူငယ်ဘဝပေါ့ဗျာပြောမှဆိုကျွန်တော်တို့ရဲ့ငယ်ရွယ်နုပြိုမှုတွေကိုကျွန်တော်တို့ကအချိန်တွေကိုအဲ့ငယ်နုပြိုတဲ့အချိန်ကိုကျွန်တော်တို့ကနိုင်ငံခြားမှာစိတ်ဆင်းရဲမှုတွေနဲ့ကျွန်တော်တို့ကရောင်းစားခံနေရတာရောင်းစားနေရတာအဲ့ဒါတွေကိုတစ်ဖက်ကမိသားစုတွေကနားလည်မပေးနိုင်ဘူးနော်သူပြောချင်တာဟုတ်တယ်ကျွန်တော်ကိုယ်တိုင်လည်းကြုံခဲ့ဘူးတယ်ဘယ်လောက်ပေးကျွန်တော်တို့ကဘာမှအဖတ်မတင်ဘူးကျွန်တော်အခုမလေးရှားနေကျွန်တော်ပြန်လာတယ်ဟဟလားဆယ်နှစ်တို့ပေမဲ့ကျွန်တော်လိမ်မာခဲ့တဲ့ကာလရှိတယ်ဘယ်နှစ်လောက်လိမ်မာလဲကျွန်တော်6နှစ်ကျော်လောက်ကျွန်တော်လိမ်မာခဲ့တယ်တော့နောက်ပိုင်းကျတော့အဲ့လိုပေါ့ဒီညီလေးပြောသလိုပေါ့ဟာလားသူ့လာပြီးတော့ပြောရတဲ့သူတွေလိုပဲဟုတ်တယ်ပတ်စံတွေကပေးလိုက်ရင်ကုန်သွားရင်ပေးလိုက်ရင်ကုန်သွားရင်ဟာတခါတည်းတလားနှစ်လားမလွဲမလို့ဟာမလွဲသေးဘူးလားမလွဲသေးဘူးလားဆိုတော့ပြောတဲ့ခါကျတော့ဟိုဘက်ကလှုပ်လို့တဲ့လူတွေကဘယ်လိုပြောမလဲဗျာကျွန်တော်လူငယ်ဆိုတော့ပြောမှဆိုရင်ချစ်သူကြီးသားတွေလည်းရှိတယ်ချစ်သူကြီးသားတွေရှိတဲ့ခါကျချစ်သူကြီးသားတွေကိုလည်းဟာလားအမြန်ဆုံးနီးကျင်တယ်လက်ထက်ကျင်တယ်ပြီးလို့ရှိရင်အဲ့ဒီအရွယ်တွေပေါ့ပြောမှဆိုရင်ဒါပြောမှဆိုရင်เนาะဒါကျွန်တော် logi အနေနဲ့ပြောပါလိန်စိတ်အရန်တက်ကြွနေတဲ့အချိန်လိန်စိတ်တက်ကြွနေတဲ့အချိန်ကျတော့တစ်ဖက်လိန်ကိုကျွန်တော်တို့ဒါစိတ်ဝင်စားနေတဲ့အချိန်ဟုတ်တယ်မလားเนาะဒါငယ်ရွယ်နေတဲ့အချိန်ဆိုတော့အခါကျတော့စိတ်ရိုင်းနေကျွန်တော်တို့မှာအများကြီးရှိတယ်အဲ့စိတ်ရိုင်းနေအများကြီးရှိတဲ့အခါကျအဲ့စိတ်ရိုင်းနေကိုကျွန်တော်တို့ကချုံမုံနိုင်အခုဒီညီလေးအခုထွက်လာတဲ့စကားတွေကလည်းအဲ့ဒီတိုင်းပဲဒါသူ့ရဲ့စိတ်ရိုင်းနေကိုသူချုံမုံနိုင်တဲ့အတွက်ဒီစကားလုံးတွေသူထွက်လာတာဟုတ်လားဘာကြောင့်လဲဆိုတော့အခါကျတော့ तू ကဒါကျွန်တော်တို့လို့ကျင်ဒါသူ့ကိုဘာပဲဖြစ်သူ့ရဲ့ဗီဒီယိုဖိုင်တော်များကျွန်တော်ကြည့်ခဲ့ဘူးတယ်ညီလေးပြောတဲ့စကားတွေထဲမှာဟာလားဟာသူ့ဘောက်လာပြီးတော့ဒီအခုဘယ်လိုစောက်တုတ်ကိုအစားဆုံးမဖတ်သေးပဲနဲ့မွေးပန်နဲ့အလယ်လောက်ကဖောက်ဖက်ပြီးတော့မှမွေးပန်နဲ့ဘာညာသူလာပြောတယ်ဒါပေမဲ့ဒီညီလေးရဲ့ဗီဒီယိုဖိုင်တွေတော်များကိုကျတော့ကျွန်တော်ကနားထောင်မှုတယ်နော်နားထောင်မှုတဲ့အခါကျတော့သူ့ဘောကတစ်စိတစ်စောင်းတော့ကျွန်တော်သိတယ်ဗျာနော်သိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဘောနဲ့တော်တော်များများထပ်တူကြားတယ်ဆိုရင်ငါညီကိုအကိုကဗာလေးတတိပေးခြင်းလဲဆိုတဲ့အခါကျတော့ငါညီကိုခုနအကိုပြောသလိုပေါ့နော်မိဘတိုင်းကမကောင်းနော်တို့ပေမဲ့မိဘတိုင်းကတာသမီတိုင်းအပေါ်မှာကျေးဇူးတော်ရှိတယ်ငါညီရဲ့ဘာလို့ကျေးဇူးရှိလဲသလားငါညီကအခုမိဘနေရာကိုမရောက်သေးလို့အခုအကိုကမိဘနေရာကိုရောက်နေတယ်မိဘနေရာရောက်နေတဲ့အချိန်မှာလေအကိုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အကိုမှမွေးထားကိုယ့်ရဲ့သမီးနှစ်ယောက်ကိုအကိုကနေပြီးတော့အကောင်းဆုံးဆိုတာကိုပဲပေးစီချင်တာအကောင်းဆုံးဆိုတာကိုပဲပေးချင်တာအဲ့ဒီမှာကိုကဘာတွေသွားခံစားတတ်လဲဆိုတဲ့အခါကျတော့ဟာလားငါတို့အဖေတွေအမေတွေငါတို့ငယ်ငယ်တုန်းကလည်းဟာလားငါတို့ကိုလည်းသူတို့ပေးခြင်းမှာပဲသို့ပေမဲ့သူတို့မှာပေးနိုင်တဲ့အားမရှိခဲ့လို့လားကျွန်တော်တို့မရခဲ့တာဗျာပြီးတော့နောက်တစ်ခုအနေနဲ့ပြောမှဆိုရင်ကျွန်တော်ဒီအခုဟာလားဒီအတိတ်ကံဆိုတာလည်းရှိသေးတယ်ဗျာဟုတ်တယ်မလားနော်ကျွန်တော်တို့ဒီဟိုပြောမှဆိုကျွန်တော်တို့ဒီကံကန်းရဲ့အကျိုးလည်းရှိလိမ့်မယ်နော်ကံကန်းရဲ့အကျိုးဆိုတာအရင်တိတ်ဘွားတွေကကျွန်တော်တို့ဘာမှကုသိုလ်ကောင်းမှုတွေမြတ်ဆဆမလုပ်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့တွေဒီလိုပေါ့ဗျာပြောမှဆိုရင်ဒီဘွားမှာဟာလာဘယ်လိုပဲကံကောင်းတဲ့မိဘတွေပေါ့နော်ဟိုချမ်းသာတဲ့မိဘတွေပြည့်စုံတဲ့မိဘတွေချိန်မှာကျွန်တော်တို့မရောက်သွားဘူးပေါ့ဗျာနော်ကဲဒါကတော့တပိုင်းထားလိုက်ပါတော့အဲ့ဒီမှာငါညီကိုပြောပြမယ်ဒါဆိုလို့ရှိရင်ငါညီပြောသလိုဆိုလို့ရှိရင်အခုငါညီအဲ့လမ်းဘေးမှာတောင်းစားနေတဲ့ကလေးတွေနော်မိဘတွေမှာပန်းရောက်နေတဲ့ကလေးတွေဟိုမိဘမဲ့ခေအောင်ရောက်နေတဲ့ကလေးတွေအကောင်လုံးရဲ့ညီလေးစင်းကိုပေါင်းလိုက်နော်အခုမြန်မာပြည်မှာမိဘရဲ့ရင်ဝင်ထဲမှာနေပြီးတော့ကြောင်းတက်နေတယ်ပညာသင်နေတယ်ဟာလားမိဘရဲ့အုတ်ထိန်မှုအောက်မှာရှိနေတဲ့ကလေးတွေကိုအားလုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဘယ်ဥယျာပုံများနိုင်မယ်လို့ငါညီထင်လဲငါညီရေနော်ငါညီကိုခုနအခုပြောခဲ့သလိုပေါ့နော်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းအစိတ်လောက်ကတာနားထောင်မယ်ဆိုလို့ရှိရင်တော့ငါညီပြောတဲ့စကားတွေကိုအကောကလက်သင်ခံပါပါဒါပေမဲ့ငါညီလွဲနေတာတွေရှိတယ်နိုင်ငံခြားကိုအဲ့လောက်ကြီးအထင်မကြီးပါနဲ့
နော်အချိန်နဲ့ငါညီလဲအချိန်နဲ့ရင်မြန်မာပြည်ကိုပြန်လာမှာပါနော်ပြီးတော့နောက်တစ်ခုနဲ့ငါညီကိုပြောချင်တာကနော်ငါညီသိတဲ့အတိကနော်ပြောမလို့ရင်ကွာဟိုပြောမလို့ရင်တို့ဒီမြင့်မုံတောင်နဲ့နှမ်းစည်းလောက်ပေါ့ကွာနော်နှမ်းစည်းလောက်အတိလဲငါညီတက်မပြောနဲ့မပြောနဲ့ဆိုငါညီကိုကွာစေစနာနဲ့တတိပေးတာငါညီကအခုဘာဖြစ်အောင်မြင်နေတဲ့သူတရားအောင်မြင်နေတဲ့သူတရားဆိုလို့ချင်းအောင်ငါညီကိုဝိုင်းပြီးတော့ဗလိမ့်မဲ့လူတွေကအစင်းသင်းရှိတယ်နော်ဆိုတဲ့အခါကျတော့တစ်ခါတလေကိုပြောမဲ့ဆိုတဲ့ကိုပြောနေတဲ့စကားတွေကိုပေးနေတဲ့ message တွေကိုနော်ကိုကဗီဒီယိုရိုက်ပြီးပြီဆိုလို့ချင်းလဲ3-5ကပြန်နားထောင်ပါပြီးတော့မှတင်သင့်မတင်သင့်ထပ်ပြီးစဉ်းစားပါမတင်သင့်တဲ့ဟာဆိုလို့ချင်းငါညီဘလောက်ကောင်းတဲ့ဗီဒီယိုပဲဖြစ်ဖြစ်ညီကြီးချန်လက်ထားလိုက်ပါနော်ပြီးတော့ငါညီအနေနဲ့အခုပြောမှဆိုရင်အခုငါညီအခုတင်တဲ့ဗီဒီယိုဖိုင်ကိုသာငါညီရဲ့မိဘတွေကကြည့်ခဲ့ရမယ်ဆိုလို့ချင်းသူတို့ရဲ့ရင်ထဲမှာဘယ်လောက်ထိခံစားရမလဲငါညီဝင်ကြည့်ပါဦးနော်ငါညီပြောသလိုမူစကူဒူးယုံတက်နဲ့မိဘဖြစ်မလာဘူးငါညီမူစကူဒူးယုံတက်နဲ့မိဘဖြစ်မလာဘူးနော်ငါညီစကားပြောတတ်တယ်ဘသူတင်မေးခဲ့တာလဲငါညီစာရီရေးတက်လာတယ်ဘသူတင်မေးခဲ့တာလဲကဲညီလေးပြောသလိုငါညီ10 တန်းအထိကျောင်းပညာသင်ခဲ့ရတယ်ဘသူတင်ခဲ့ပေးတာလဲအားလုံးကြားသလိုပဲဒီဘဲရတာကုန်းပေါက်ပြီးတော့မွေးလာတာဖြစ်မယ်ဗျာနော်မွေးမလာတဲ့နှစ်ထဲမှာဒါဒီဘဲထိတ်ဆုံးဖြစ်မယ်အခုဆိုရင်မိဘတွေကိုစော်ကားထားရလဲကြည်ပါအောင်ဗျာနော်တော်တော်ကြီးကိုဒါအောက်တန်းကြတယ်ပြီးတော့ဆရာတော်ကိုပြောထားတဲ့စကားတွေကလည်းတော်တော်ကြီးအောက်တန်းကြတယ်အဲ့ဗီဒီယိုလေးလည်းရှိတယ်ကျွန်တော်ဆက်ပြီးတော့တင်ဆက်ပေးမယ်ကြည့်နေကျွန်တော်ရဲ့အမျိုးတွေကဒါဒီကုန်းပေါက်ပြီးတော့မွေးလာတဲ့ကလေးလေးကိုနော်ဘာများပြောချင်သေးလဲဘာများဆုံးမချင်သေးလဲတကယ်ကျွန်တော်ဆုံးမချင်တာလေးတွေရှိတယ်ဆိုရင်နည်းနည်းလောက်ဆုံးမပေးပါအောင်ဗျာနော်ကဲအောက်က comment လေးမှာခြံထားခဲ့လို့ရပါတယ်ဗျာကဲနောက်ထပ်လည်းဒီကွန်ကလေးနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါအောင်မယ်ဗျာကဲဗီဒီယိုလေးကတော့တက်လောက်ပါပဲဗျာ